grade 8 3ခံများထပ်တူညီခြင်းပုံစံအတွက်6ဖြစ်ပါတယ်ပုံစံအတွက်6လေးကပုံစံအတွက်9လေးနဲ့နည်းနည်းလေးတော့ဆင်တယ်ပေါ့နော်ကျတော့ပု္ပ္ပစာလေးကိုစပြီးတော့ကြည့်လိုက်ရအောင်ပုံစံအတွက်6မှာဘာပြောထားလဲဆိုရင် down s equal to down r ဖြစ်တယ်တဲ့အဲ့တော့ down s နဲ့ down r နဲ့တူတယ် down qpr equal to down pqs ဟုပေးထားတယ်တဲ့အဲ့တော့ down qpr equal to down pqs အမှသတိထားမိလားမသိဘူးဆရာတို့ဒီ down ကို down p လို့မခေါ်ဘူးเนาะ down p down q လို့တခါတည်းမခေါ်ဘူးเนาะဘာလို့ down p down q လို့မခေါ်တာလဲဆိုရင် down p လို့ခေါ်လိုက်လို့ရှိရင်ဒီ2000လုံးပါသွားလိမ့်မယ် down q လို့အလွယ်ခေါ်လိုက်လို့ရှိရင်ဒီ2000လုံးပါသွားလိမ့်မယ်သူကအဲ့လိုပြောချင်တာမဟုတ်ဘူး down qpr qpr ဒီ down လေးကိုပဲပြောချင်တာ down pqs down pqs ဒီ down လေးကိုပဲပြောချင်တာเนาะဒီ2000လုံးကိုပြောချင်တာမဟုတ်ဘူးเนาะအဲ့လေးသတိထားရမယ်သူပြောထားရင်လည်းကိုကဖတ်တတ်ရမယ်အဲ့တော့ကိုကခေါ်ချင်ရင်လည်းရေးတတ်ရမယ်ပေါ့เนาะကဲဟုတ်ပါပြီအဲ့တော့ ps equal to qr ဖြစ်လာတယ်အဲ့တော့ ps နဲ့ qr တူလားလို့မေးတယ်အကြောင်းပြချက်ဖြင့်ဖြေဆိုပါတဲ့အဲ့တော့ ps နဲ့ qr တူမတူစစ်ဖို့အတွက်ကဆရာတို့က3ကန်နှစ်ခုဖြစ်တဲ့3ကန် pos နဲ့3ကန် qor သာထပ်တူညီလို့ရှိရင်အဲ့3ကန်နှစ်ခုရဲ့အနာတီတီဒေါင်တီတီဟာလဲတူမှာပေါ့အဲ့လိုဆိုရင်တော့ဆရာတို့ ps နဲ့ qr တူမယ်ပေါ့အဲ့တော့အဲ့3ကန်နှစ်ခုထပ်တူညီလားမညီလားဆရာတို့ကအရင်စစ်ဖို့လိုအပ်တယ်အဲ့တော့သူပေးထားတာလေးရနေဆရာတို့စကြည့်မယ် down s equal to down r down s နဲ့ down r တူတယ် down qpr နဲ့ down pqs တူတယ်လို့ပြောထားတယ် down qpr ဒီ down နဲ့ down pqs ဒီ down နဲ့တူတယ်လို့ပြောတာဒီ down 2000တူတယ်ဆိုလို့ရှိရင်အဲ့ဒီ down 2000ရဲ့မျက်နှာချင်းဆိုင်အနားတွေဟာလည်းတူတယ်ဆိုတော့ဆရာတို့တန်းသိရဒါဆိုရင် down p ရဲ့မျက်နှာချင်းဆိုင်အနားဖြစ်တဲ့အနာ qo down q ရဲ့မျက်နှာချင်းဆိုင်အနားဖြစ်တဲ့အနာ po အဲ့အနာနှစ်ခုတူတယ်အဲ့တော့ down qpr equal to down pqs တူတယ်လို့ပေးထားတယ်ဒါကြောင့်မလို့သူရဲ့မျက်နှာချင်းဆိုင်အနာနှစ်ခုဖြစ်တဲ့အနာ po နဲ့အနာ qo တူတယ်ဘာလို့လဲဆိုတော့2000ညီလို့2နာညီတယ်ဟုတ်ပြီအဲ့တော့3ကန်နှစ်ခုကိုဆက်သွားကြမယ်3ကန်နှစ်ခုဖြစ်တဲ့3ကန် pos နဲ့3ကန် qor မှာသူပေးထားတာနေဆရာတို့စရေးမယ် down s equal to down r ဒါကပေးထားတာပေးချက်နောက်တစ်ခုကဆရာတို့ခုနကပြလိုက်တဲ့ဟာ qo နဲ့ po နဲ့တူတယ်ဆိုတာ2000ညီလို့2နာညီတယ်ဆိုတာဒါကပေါ်မှာပြထားပြီးသားမဟုတ်လို့ပြပြီးနောက်ထပ်ဘာတူအောင်လဲကြည့်မယ်မြင်းမြောက်နှစ်ကြောင်းဖြတ်လို့ရှိရင်အဲ့ဒီဖြတ်သွားတဲ့အမှတ်မှာရှိနေတဲ့ထိတ်ဆိုင်ထောင်းနေတူတယ်ဆိုတဲ့ concept တွေရှိတယ်ဒါကိုဆရာရှေ့ရဗီဒီယိုတစ်ခုမှာအသေးစိတ်ရှင်းပြထားဘူးတယ်အဲ့တော့ဒီမှာမြင်းမြောက်နှစ်ကြောင်းဖြတ်နေတယ်ဖြတ်မှတ်မှာဖြစ်လာတဲ့ထိတ်ဆိုင်ထောင်းနှစ်ခုဖြစ်တယ်အဲ့တော့ down pos နဲ့ down qor ကတူတယ်ထိတ်ဆိုင်တောင်းမလို့ဒါဆိုရင်ဒီ3ကန်နှစ်ခုဟာထနာထပ်တူညီခြင်းနဲ့ထပ်တူညီပါပြီ3ကန်နှစ်ခုထပ်တူညီသွားရင်အဲ့ဒီ3ကန်နှစ်ခုမှာရှိနေတဲ့အနာတီတီ down တီတီဟာလည်းတူတယ်ဒါကြောင့်မလို့ဒီ3ကန်နှစ်ခုမှာရှိနေတဲ့အနာနှစ်ခုဖြစ်တဲ့ ps နဲ့ qr ဟာလည်းတူပါတယ်အဲ့တော့သူက ps equal to qr ဖြစ်လားဆိုတော့ ps equal to qr ဖြစ်ပါတယ်ပေါ့